လူတိုင်းဆွဲခံရတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ဘဝမှာအကြီးအကျယ်အရှက်တကွဲအကျိုးနဲ့ဖြစ်အောင်ဆွဲခံရမှုကြီးဟာနှစ်ကြိမ်ကြုံခဲ့ဘူးသုံးတရီဆိုတဲ့ပြပိုင်းမှာရဲ့ပြဿနာတစ်ခုစိတ်စမာနဝိကာလို့ဆိုတာရဲ့ပြဿနာတစ်ခုအောင်ချင်း၈ပါးထဲမှာတော့စိတ်စမာနဝိကာအကြောင်းသိနေကြတယ်ပေါ့နော်အဲ့တော့မသိတာကသုံးတရီဆိုတဲ့ပြပိုင်းမှာရဲ့ပြဿနာဆွဲခံရမှုကြီးတွေကအမတန်မှဖြည့်ရှင်းရခက်တဲ့ဆွဲခံရမှုကြီးနှစ်ခုကြုံခဲ့ဘူးတယ်ဘုရားလောင်းမြတ်စွာဘုရားဘဝမှာကြုံခဲ့တယ်အဲ့ဒီလိုကြီးမားတဲ့ဆွဲခံရမှုကြီးနှစ်ခုကြုံတာဟာလည်းပဲကံကြမ္မာဝတ်ကြွေးကိုပေးဆက်ရတာတစ်ချိန်တုန်းကဆွဲခဲ့ဘူးတယ်သူကိုယ်တိုင်ဆွဲခဲ့တာအဲ့ဒီဆွဲခဲ့တဲ့ပြစ်မှုတွေကိုသူကိုယ်တိုင်ခံရတာတဲ့ဘာလို့ဆိုလို့ရှိရင်ဖုဒ္ဓမြတ်စွာဘုရားရဲ့လက်ထက်အခါကာလမှာသူကဖုဒ္ဓမြတ်စွာဘုရားရဲ့တာဝကတွေဆွဲခံရတာနဲ့ပတ်သက်လာတဲ့အခါမှာသူကဘယ်သူဖြစ်ခဲ့တာတုံးလို့ဆိုမုနာလိဆိုတဲ့လူဆိုးလူပေတယောက်ဖြစ်ခဲ့ခုခေတ်တော့လမ်းတရားလို့ပြောခြင်းပြောမှာပေါ့ပါဠိစာပေကဒုဋ္ဌလို့ဆိုတဲ့အသုံးနဲ့သုံးတယ်ဒုဋ္ဌဆိုတာအပျော်ကျူးသမားလူဆိုးပေါ့ကစားကျူးတယ်အရက်ကျူးတယ်ကာမကျူးတယ်ဆိုတဲ့အဲ့ဒီအပျော်ပါလိုက်စားပြီးတော့မကောင်းတာဆိုအကုန်လုံးတဲ့လူမျိုးကိုဒုဋ္ဌလို့ခေါ်တယ်ပေါ့ကျင့်ကြုတ်ကအဲ့ဒီမုနာလိဆိုတဲ့ဒုဋ္ဌဘဝမှာလူဆိုးဘဝမှာသူကသူရပိဆိုတဲ့ပိစိကဗုဒ္ဓမထေရပိစိကဗုဒ္ဓအရှင်မြတ်ကိုသူကဆွဲခဲ့ဘူးတယ်မဟုတ်တရုံနဲ့မတော်မတရားဆွဲခဲ့တယ်နော်တကယ်ပိစိကဗုဒ္ဓကိုသွားပြီးတော့ဆွဲခဲ့တာအဲ့ဒီဆွဲခဲ့တဲ့ပြဿနာကံကြမ္မာကြောင့်ဒီဘဝမှာအကြီးအကျယ်ဆွဲခံရတယ်ဘယ်လိုဆွဲခံရတော့ဆိုဒီပြဿနာကဒီဆွဲမှုကြီးကဘယ်မှာဖြစ်တော့ဆိုတာဝတိပြည်မှာဖြစ်တယ်တာမန်ပုဂ္ဂိုလ်ဆိုရင်ဖြေရှင်းဖို့ရအမြဲတမ်းခက်ပါမြတ်စွာဘုရားကိုကြီးညိုတဲ့ပုဂ္ဂိုလ်တွေကအလွန်များတယ်ယဟန်တွေကိုကြီးညိုတဲ့ပုဂ္ဂိုလ်တွေကလည်းအမြဲတမ်းများတယ်ဒါကြောင့်မို့လူတွေကလှူကြတန်းကြဘုရားအကြောင်းတော်ကိုသွားကြလာကြလှူကြတန်းကြဆိုတော့တစ်ဖက်ဘာသာခြားတွေမှာရှိတယ် provide ကြီးညိုမဲ့လူမရှိဘူးမေးမဲ့လူမရှိဘူးလာမဲ့လူမရှိဘူးအဲ့ဒီအခြေအနေမျိုးရောက်သွားတဲ့အခါကျတော့ဟိုတစ်ဖက်ကဒါလူရဲ့တဘာဝကိုစဉ်းစားကြည့်ပေါ့တစ်ဖက်ကသိတ်ကြီးပွားနေပြီးတော့တစ်ဖက်ကလုံးဝနှိမ့်ကျသွားတယ်ဆိုရင်အဲ့ဒီတစ်ဖက်ကဘာလုပ်မလဲမနာလိုတွေဖြစ်လာတာပေါ့နော်အဲ့ဒီ provide တွေကမနာလိုဖြစ်လာတဲ့အခါကျတော့လောက်ကြံဆွဲမှုကြီးတစ်ခုဖန်တီးကြယုတ်တိရှိအောင်သူတို့ဘယ်လိုဖန်တီးတုံးလို့ဆိုတော့သူတို့ provide တွေထဲမှာအမျိုးသမီး provide မလေးတွေလည်းရှိငယ်ငယ်ရွယ်ရွယ်တွေသုံးတရီဆိုတဲ့ provide မလေးကရုပ်ဆင်းကအမတန်မှချောမောလှပါတယ်ငယ်လဲငယ်တယ်အဲ့တော့သူ့ကိုတိုက်တွန်းကြတယ်ဆွဲဖို့ရအတွက်သူ့ကိုအသုံးပြုကြတယ်ပေါ့သူကဘာလုပ်ပေးရမလဲလို့ဆိုရင်နေ့စဉ်ဘုရားကျောင်းတော်ကဒကာဒကမတွေတရားနာပြီးအပြန်မှာသူကကျောင်းတော်ဘက်ကိုသွားရတရုပ်ဆောင်တာပေါ့လေခုခေတ်လို့ဆိုလို့ရှိဟုတ်ကဲ့လူတွေကတွေ့တယ်သုံးတရီပဲသွားတာတော့ဆိုရင်ဇေတော်အကြောင်းသွားမလို့အဲ့ဒီအပြောလေးနဲ့သူကဇေတော်အကြောင်းကိုနေ့တိုင်းသွားတာညနေနေဝင်ချိန်ဆိုရင်ဇေတော်အကြောင်းသွားပြီကျန်တဲ့လူတွေကဘုရားဘူးတရားနာပြန်လာရင်သူကဇေတော်အကြောင်းပဲသွားတယ်သို့တော့ဇေတော်အကြောင်းသားရောက်တဲ့အခါကျတော့အဲ့ဒီမဝင်ဘူးလှက်ပတ်ဝင်လာပြီးတော့တခြားလမ်းကနေထွက်သွားတယ်ပေါ့ဘာဖြစ်လာအောင်လို့ဆိုလူတွေတန်တရားဖြစ်လာအောင်လုပ်တဲ့သဘောပေါ့နောက်အဲ့ဒါလိုအများသိလာအောင်ညနေတိုင်းဇေတော်အကြောင်းသွားတယ်ဆိုတာလေးကပတ်ဝန်းကျင်ကပြောဆိုလာတဲ့အချိန်လေးမှာဘာလုပ်တော့ဆိုတော့အမတန်ရက်ဆက်တဲ့အကြံပဲသုံးတရီကိုလူသားသမားငှားပြီးတော့တတ်လိုက်တယ်